မီးပုံနှစ်ဖက်စလုံးမှာမီးရှိနေတယ်နော်အဲ့တော့ကောင်းပြီဗျာခလုတ်ကိုလုံးဝမပိတ်ဘူးဟုတ်ပြီလားကဲရော့ဒီမှာမီးငိမ့်သွားပြီခလုတ်လည်းမပိတ်ဘူးအိုးဘာလည်းမပိတ်ဘူးလူချင်းမင်းတို့အရှိမှာပဲနော်အဲ့တော့ကောင်းပြီဘာကြောင့်ပဲမီးငိမ့်သွားတခါတည်းမှာခလုတ်ပိတ်တာခလုတ်ကအမချလို့ပဲငိမ့်သွားသူကောင်းဒီစက္ကန့်60အတွင်းနဲ့မှာဒီမှာဒီ gas ကိုဖြတ်ချလိုက်ဒီမှာလက်တွေ့နော်ဒီလို safety ပစ္စည်းတွေရောင်းပေးတာဒီလို safety မြင့်တဲ့ပစ္စည်းတွေရောင်းပေးတာဈေးကလည်းလူချင်းမင်း6သိန်းဝန်းကျင်နဲ့ရမှာတင်ပြီး3လားမြုပ်ပြီး3လားစမ်းစာတိုက်ဖြစ်မယ်ဗျာအိုးတင်ထောက်တွေဆိုဒီမှာခုနမီးစမ်းထားတော့ပူနေတယ်မီးပြင်းအားလည်းအရန်ကောင်းတယ်မီးထွက်က၄ဝေးပုံစံထွက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ gas အလေအလွင်ဖြစ်တာကနေပြီးတော့တတ်တာနော်မီးပြင်းအားတော့ဒီမှာလူချင်းမင်းကြည့်မနော်ကျွန်တော်ခလုတ်တွေအခုမှပိတ်တာနော်အိုးဘားတွေလည်းဘာမှမပိတ်တာဘူးခလုတ်တွေအခုမှပိတ်မှာဒီမှာလူချင်းမင်းသူ့ရဲ့မီးထွက်ကိုကြည့်ပါဒီမှာကြည့်ပါဒါသူ့ရဲ့မီးထွက်မနော်လေးဝေးပုံစံစုပြီးတော့ထွက်တာအလဲတကွင်းနဲ့လိုချင်လားအလဲတကွင်းနဲ့ရတယ်ရောပြန်တင်လိုက်ဒီမှာနှစ်ကွင်းလုံးရတယ်တစ်ခါတလေမှာဗျာအခုမှစသုံးမဲ့ယူဆတွေအမှမဟုတ်ဗျာတစ်ခါတလေကြာရင်ကိုကခလုတ်ကိုပိတ်လိုက်တယ်ခလုတ်ကအံမကြဘူးနော်ခလုတ်ကအံမကြဘူးဒါပေမဲ့လည်းမီးကွင်းမှာမီးငိမ့်သွားပြီအဲ့တော့မှားတဲ့အမှားလေးတွေကဘာလဲဆိုတော့မီးငိမ့်သွားပြီဆိုတော့ရပြီလို့ပဲထင်နေမှာပဲဒါပေမဲ့စမ်းစာမပါတဲ့မီးဖို့ကခလုတ်အံမကြမချင်း gas ထွက်နေတယ်စမ်းစာပါတဲ့အတွက်ကြောင့်မလို့တူဒီရော့ဒီမှာနော်ဖြတ်ချလားမဖြတ်ချလားဆိုတာဒါလူကြီးမင်းတို့လက်တွေ့ပဲစိုင်မှာလာပြီးတော့စမ်းသက်ကြည့်ပြီးတော့မှအစဉ်ပြေမှဝယ်ယူအပ်ပြီးလို့ရပါတယ်ခင်ဗျာမြုပ်ပြီးသုံးလိုက်ရတယ်တင်ပြီးသုံးလိုက်ရတယ်တူဝေးနော်မြန်မာငွေ6သိန်းဝန်းကျင်နဲ့စမ်းစာပါမယ်အာမခံပါတာ3ကျန်ဆိုရင်တော့ limit to electronic and gas မီးကိုလက်လိလက်ကဖြန့်ချီကိုကြွာလန်းခဲ့ပါလို့ဖိတ်ခေါ်ပြစီခင်ဗျာ